ရှင်တထောင်တို့ရဲ့အကြီးအကဲကတ္တဗပုဂ္ဂိုလ်ကြီးရဲ့ဒီလိုပေးမယ်ကတ္တဗပရိယေမန်ယာစကားတွေနဲ့ဝင်ကြွားပလွားနေတဲ့ကတ္တဗရဲ့ငါနာမှာဗျာများပြီးတော့တရားမနာပဲနဲ့အလကားစကားတွေနဲ့လာလက်ပန်းနေတဲ့ကတ္တဗဒေဝနာမင်းတော့နတ်တနေတရားမင်းကွာဟာတရားမင်းလာတရားနာတယ်အေးလေဟာအရှင်မင်းကမေဒီကောမဟာသမဏောမာနုဘောရှင်မြတ်တကူကြည့်လိုက်တာတရားမင်းတော်လာတရားနာတာနတ်တွေကခေါ်အရာတပည့်တော်တို့တော့ယထာဟံတပည့်တော်တို့တော့အရှင်မရယဟန္တာမဟုတ်ဘူးနှစ်ကြိမ်အဲ့လိုပြောပြီးတော့ဗတ္တံဘုံစိတ်တော်တသမင်ယေဝသွားတော့ပြန်ရောမှတ်လိုက်တရားမင်းနောက်တခါကျသူ့တဲ့ကြည်တာလာပြန်ပြီဗျာသဟံပတိနမကေမဟာပြမိဏအကျော်လာပြန်ပြီဗျာတရားမင်းကြီးတရားမင်းပြီးတော့သဟံပတိပြမမင်းကြီးရောက်လာပါပြီပို့ဆိုးတာပေါ့ဟာပြမမင်းဆိုမှတော့ဘယ်အရှင်ဘုရားရဲ့တခါမှမမြင်ဘူးတော့အောင်နော်တခါတည်းဟိုမှာပရဲစိတ်လင်မယားလေးစကားများနေတာတော့တွေ့တယ်လေပရဲစိတ်လင်မယားပရဲစိတ်သမီးစားပရဲစိတ်ခေါင်းလေးတော့တွေ့တယ်ဂျဘိုးတွေအဲ့ဒါတော့တွေ့တယ်အရှင်ဘုရားအဲ့ဒါဘယ်သူလဲဘုရားမေးဒီကောအရှင်ဘုရားမနေ့ကတရားမင်းတို့နတ်မင်းကြီးလေးပါတဲ့ပို့လို့တော့မှမဟာအဂိတ်ခန္တော်ကြီးဘုရားမိဘုံကြီးကြနေတာပဲအဲ့ဒါဘယ်သူလဲဧသောကောကတ္တဗဗျမသံပတိဘုရားဒီမျိုးတို့အားထုတ်နေတဲ့ဒီရေတွေငုတ်တဲ့တုံးတွေခုံတာလေမီးတွေလုံတာအဲ့ဒီဗျမပြရောက်ချင်လို့ဒီလောက်ဗျမနတွေခက်ခဲ့တဲ့ဗျမကဒီမျိုးတို့လုံးနေတာကြာလာပြီဥရဝေလကတ္တဗတို့ရေငုတ်တာလည်းကြာလာပြီမီးတွေလုံတာကြာလာပြီတခါမှဗျမအောင်မမြင်ဘူးရှင်ဘုရားလည်းအရှင်မင်းအားကြွတာမှဘာမှမကြာသေးဘူး၄ရက်၅ရက်ရှိသေးတယ်ဗျမကရောက်လို့ဟောအောင်ပဲကောင်းလိုက်တာဗျာအဲ့ဗျမဘာလာလို့လားအကျွေးလာတောင်းတာလေဘိုးအဲ့ဒီဗျမကြီးတရားနာတာဘုရားရှင်တရားကိုလာနာတာအိုးအရှင်ဘုရားက